ဘာလဲတိုင်းမိမိကြရင်ဘာဟုတ်ကမလဲမသိဘူးဒီဝက်စားတွေကလည်းဝက်ကရိုးအင်းနေဟောမိခင်နဲ့မိခင်မှာချီရည်စုံလဲလို့ငါလိုင်းပေါ်မှာတွေ့ဝင်ကြည့်အောင်မယ် မမရေမင်္ဂလာပါရှင်ဗာလေးပြပေးရမယ်နော် အော်ညီမလေးမဟုတ်လေဟိုဘတ်ဂျက်ဆေးဖြစ်မယ်ထဲလေးရောက်ကွာချီရည်လေးတစ်စုံလောက်ပြပေးပါလား ဟုတ်ရှိတယ်နော်မမပြပေးပါမယ်ရှင်ဒါလေးကတော့ကချင်တယ်ပါမမဝမ်းဆက်လေးနော်ခြေသားလေးလည်းကောင်းတယ်သူကကာလာရောင်လေးကလည်းကာလာရောင်လေးကပဲအောင်မရှိအောင်တော်တော်လေးလာတယ်ပေါ့နော်မမကြိုက်တဲ့ကာလာလေးကိုယူနော်မမအသားပြီးတော့ဘဲရောင်နဲ့ဖြည်းဖြည်းလိုက်တယ်နော်မမ လှရနော် ဟုတ်တယ်မမကာလာရောင်လေးတွေကလည်းတော်တော်လေးလာတယ်နော်ဒီကာလာရောင်လေးတွေ တော်တော်လှရနော် ဟုတ်တယ်ဟုတ် ဒီရောင်လေးလည်းလှတယ် ဟုတ်တယ်သူကချောကလက်ရောင် ဒီရောင်လေးလည်းလှတယ်ခရမ်းလေးအဖောက်ထားတာလေးလည်းစုံတယ်နော် ဟုတ်တယ်မမလာသူကာလာ ကာလာလိုင်းနေရတော့ ဒီဟာလေးဆိုလည်းလာတယ်မမအသားဖြူရောလေကာလာရောင်နဲ့လိုက်တယ် ဒီရောင်လေးကပိုးဆိုင်တယ်နော် ဟုတ်တယ်မမ အဲ့လေဘာရောင်လေးချောပဲစိန်ရောင်လေး ဟုတ် ဟိုဒါလေးလည်းလှတယ် ဟုတ်တယ်သူကာလာလေးလာနော် ဒါလေးလည်းလှတယ် ဒီဟာဆိုလည်းခရမ်းလေးကမှဆိုးဆိုးလေးနော်မတော်တော်လေးလာဟုတ် သူကအပေါ်ဖောက်ထားတဲ့ကာလာလေးကလင်းတယ်နော် ဟုတ်တယ် ဒါလေးလည်းလှတယ်ဒီမလေးဒါလေးတွေကလေတစ်ထဲချင်းစေးလေးရပါလား သူကမတစ်ထည်ချင်းကိုမှသူ2000နဲ့မှ9000ပဲကြာမှာနော်ပြီးတော့ဝမ်းဆက်လဲဝတ်ကတယ်တော်တော်လေးစင်ပြေတယ်နော်ခြေသားလေးလည်းကောင်းတယ်အော်ဒါနဲ့ကာလာရောင်ကမရွေးရသေးဘူးဆိုတော့ဘယ်ကာလာဗမာဝတ်ဖို့အတွက်ဘယ်ကာလာရောင်လေးရွေးပေးရမလဲမသိဘူးအေးမောက်ကာလာလေးတစ်ထည်လောက်ရွေးပေးပါလားမဟိုကလေဘယ်လိုတိုင်းနေကြရင်ဝတ်ချင်တာဆိုတော့ အော်ဟုတ်ကဲ့ပါဟုတ်အဲ့ဆိုရင်နဲ့ဒီကာလာရောင်လေးပို့လိုက်မယ်ထင်တယ် ဒီလေးနဲ့ဆိုတော့လင်းသွားမှာနော် ဟုတ်တယ် သူကအသားဖြူတော့လင်းသွားမယ် ဟုတ်တယ်တော်တော်လေးလာ အဲ့ဆိုမှဒါလေးယူလိုက်မယ်နော် ဟုတ်ကဲ့ပါဟုတ် ဒါလေးထည့်ရပါပြီဟုတ်ကျေးဇူးတင်ပါတယ်မရေဘလက်တိုင်းနေမှာကိုနဲ့ဆင်းပြေပါစေနော် ဟဲ့ဘယ်ရောက်ကိုကမှာတော့မိသားစုတွေနဲ့ဖះသွားမှာ။အော်ကဲအခုပြောက်သွားတယ်ဝမ်းဆက်လေးတွေကိုမှားရခြင်းနဲ့ဆိုလို့ရှိရင်တော့မိခင်ရဲ့ TikTok Messenger မှာ live မှာလို့ရပါတယ်ရှင့်။အားလုံးဟဲ့အဲ့ဒါဝမ်းဆက်တွေ မဟုတ်တကွန်းနဲ့တွေလေ ။အော်ဟုတ်တယ်ငါတို့ခုရပိုင်းကချင်တွေကဝမ်းဆက်တွေပြနေတော့တကွင်းနဲ့တွေကလာမေးနေ။ပြပြီလား အော်မဘဲသွားမလို့လဲပြပေးဆိုတော့ ကိုနဲ့ချိန်ညောင်လို့သွားလိုက်အောင်။နေမပြပြီလေဟာ မအလုပ်တွေရှောက်မလားအဲ့ဒါဆိုလည်းသမီးပဲဆက်ရောင်းလိုက်တော့မယ်နော်ကဲကိုယ့်ရဲ့မတို့အတွက်ကချင်အသေးပုံတကွင်းနဲ့လေးတွေလာပြတာပါရှင်အနံကြီးကွင်းကျပြီးတော့ဝါးတဲ့သူရောပိန်တဲ့သူရောဝတ်လို့ရပါတယ်ရှင်ကာလာရောင်လေးတွေပြပေးပါမယ်နော်ဒါလေးကတော့ရေပန်းရင်ရောင်လေးပါရှင်ဒါလေးကတော့ရေကျေးဥစိမ်းရောင်လေးပါဒီမှာနော်ကျေးဥစိမ်းရောင်လေးပါရှင်ဒါလေးကတော့ရေချောကလက်ရောင်လေးပါဒီမှာနော်ချောကလက်ရောင်လေးပါဒါလေးကတော့အုတ်ကျိုးရောင်လေးပါရေအုတ်ကျိုးဝါလေးပါဒါလေးကလည်းချောကလက်ရောင်လေးပါရေချောကလက်ရောင်လေးနော်ဒါလေးကတော့ရေပစွန်စီရောင်လေးပါရှင်နော်ပစွန်စီရောင်လေးပါဒါလေးကတော့ရေခဲပြာလေးပါရှင်ခဲပြာရောင်လေးနော်ဒါလေးကတော့ရေပန်းဦးမှာအရင်ရောင်လေးနော်ပန်းဦးမဟုတ်ပဲပန်းအရင်ရောင်လေးပါဒါလေးကတော့ရေခဲပြာရောင်လေးပါရှင်ဒါလေးကတော့ရေလိမ္မော်ရောင်လေးပါရှင်ဒီမှာနော်ရမ်းနေလှနေတယ်ဒါလေးကတော့ရေအနံ့ရောင်လေးပါရှင်အနံ့ရောင်ကြိုက်တဲ့တွေအတွက်အနံ့ရောင်ကာလာလေးလည်းရပါမယ်ကာလာစုံနဲ့ပေအောင်တရားမှမပါပါဘူးရှင်ဒီလိုမျိုးထမိတ်တကွင်းလေးတွေကဈေးုံမှာ2000နဲ့မှ3000ပဲကြပါမယ်ရှင်ငားတဲ့ဈေးလည်းရပါတယ်အိမ်ရောက်ငွေချေလည်းရပါတယ်ရှင်မာယူချင်းနဲ့ဆိုရင်တော့မိခင်ရဲ့ TikTok Messenger ကိုလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်